Hello 皆さんこんにちはဒီနေ့ကတော့စုခဲနိုင်မကန့်ညိခြင်းပေါ့နော်ဒီကနေ့ပတ်သက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ်စိတ်ခေစွန်းနာရှောက်ခုဟင်းရခန်းဆိုင်ယောနိရှောက်ခုကျူတုကုကင်အိုစုခဲနိုင်ခိုတိုတက်စိတ်ခေဆိုတန်ရှင်းတဲ့ဒီအစားအသောက်တွေနဲ့ကုန်ကျန်းပစ္စည်းတွေအားဆိုလို့ရှိရင်ဒီအစိတ်တင်တဲ့ပိုးမွားတွေကိုမကန့်ညိခြင်းဖြစ်တယ်စုခဲနိုင်ခိုတိုတက်ခုနတမေအဲ့ဒီအတွက်စခေယောဂိုင်းရှိမရဟိစယောနာတုခိနိဒီအဲ့ဒီအတွက်ပေါ့နော်စာကြလုပ်ငန်းမစခင်နဲ့လိုအပ်တဲ့အချိန်မှာဆိုရင်ခိမဲရာရဲတာတိုးလီနိတတ်မှတ်ထားတဲ့အတိုင်းတဲ့အာရယူရှိမတ်လက်စီရမယ်မတာနောက်ထပ်ပေါ့နော်ခိကိုင်ရချောလီခိကူဝစန်ဂျိုရှိစခင်ရှိမနောက်ထပ်ကကျတော့ဒီစက်ပစ္စည်းတွေပစ္စည်းကရိယာတွေကိုတဲ့စန်ဂျိုရှိတန်ရှင်းစင်ကြအောင်ထားပြီးတော့ကျတော့စခင်ရှိမပို့သက်ထားရပါမယ်တဲ့ဒါကကျတော့ဒီအရင်ကပြောခဲ့တဲ့၄ချက်၃ချက်ထဲရပါတော့စခင်နိုင်ဖူယာဆာနိုင်ယက်စခဲတို့ပေါ့နော်ခလို့ဆိုဒီ၃မျိုးတွေကနေပြီးတော့ပထမဆုံးစခင်နိုင်ကိုပြန်ပြီးအကျင့်တဝင့်ပြင်ရှင်းတာဖြစ်ပါတယ်